ဒီဆိုပါမေလ19ရက်နေ့နရီဇီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအမြတ်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူမှာနေပြည်တော်စီကလက်နက်ကြီးနဲ့ပစ်ခတ်လို့အမျိုးသမီးတစ်ယောက်သေဆုံးပြီးတော့ဆရာတော်တစ်ပါးအပါအဝင်9ယောက်တရားရရှိတဲ့ဆိုတဲ့သတင်း။မြေပေါ်မှာအရသား10ယောက်ကိုစစ်အုပ်စုနေပြည်ကဖမ်းဆီးသွားတဲ့ဆိုတဲ့သတင်း။မြေပေါ်မှာစစ်ကြံမိုင်းနေမိပြီးဒေသခံတယောက်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာအာဏာသိမ်းမြန်မာစစ်တပ်ရဲ့စစ်ရေးရင်တစီကကြေးရွာ3ရွာကိုလူအိမ်နေရှိန်မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့အသက်60ကျော်အရွယ်အမျိုးသမီးကြီးတယောက်သေဆုံးပြီးဆရာတော်တစ်ပါးအပါအဝင်9ယောက်တရားရရှိသွားတယ်လို့သတင်းရရှိပါတယ်။မေလ18ရက်နေ့ညအချိန်ကကြောက်ဖြူမြို့နယ်စင်ရှောင်းပင်လင်ပြင်မှာရပ်တန့်ထားတဲ့ရေတပ်နေပြည်တော်စီကနေရွာသက်ကေပောက်ပင်ရွာနဲ့စင်ရှောင်းကုံပွေရွာကိုည10:15မိနစ်ကနေ10:42မိနစ်အချိန်အထိလက်နက်ကြီးကြီး6လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအထက်ကလက်နက်ကြီးကြီးတစ်လုံးဟာရွာသက်ကေကျေးရွာကိုကြားရောက်ပောက်ကွဲခဲ့ပြီးတက်ကြီးပိုင်းအမျိုးသမီးတစ်ယောက်သေဆုံးခဲ့ရကအမျိုးသမီး2ယောက်နဲ့အမျိုးသား3ယောက်တို့တရားရရှိခဲ့ကြပါတယ်။အလားတူပဲနောက်ထပ်လက်နက်ကြီးကြီးနှလုံးကတော့ပောက်ပင်ကြီးရွာမှာကြားရောက်ပောက်ကွဲကပောက်ပင်ရွာကဆရာတော်ပညာဝန်သားတက်တော်59နှစ်နဲ့မအင်းကြီးသူ18နှစ်တို့တရားရရှိသွားခဲ့ပြီးဖုန်းတော်ကြီးကျောင်းဆောင်မှာလည်းတရှမ်းပြိုကျပျက်စီးသွားခဲ့ရပါတယ်။နောက်ထပ်စင်ရှောင်းကုန်းဝဲမှာနေအိမ်နှလုံးပြိုကျသွားခဲ့ရပြီးဝက်တကောင်လည်းလက်နက်ကြီးကြီးစာထိမှန်ကတရားရရှိသွားခဲ့ပါတယ်။ကြောက်ဖြူမြို့နယ်တောင်မော်ဦးတိုက်ပွဲမှာအာနာသိန်းစစ်တပ်ကအကြအဆုံးများနေလို့နေပြည်နဲ့မြေပြင်တပ်ရင်းတွေကနေစီးရဲနဲ့မသက်ဆိုင်တဲ့လူနေကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဒရုန်းတွေနဲ့လည်းတိုက်ခိုက်မှုတွေရှိနေတယ်လို့သိရပါတယ်ရှင်။ရခိုင်ပြည်မြေပုံမြို့နယ်မှာအရသား10ယောက်ကိုစစ်အုပ်စုရဲ့နေပြည်တော်စီကဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူတွေကတော့မြေပုံမြို့နယ်ကျွန်းသာယာကျေးရွာကဖြစ်ပါတယ်။60ကျော်အရွယ်တပ်ကြီးပိုင်းတယောက်ကလွဲရင်ကျန်တဲ့သူတွေဟာ20ကျော်အရွယ်လူငယ်တွေဖြစ်ကြပါတယ်။သူတို့တွေဟာမေလ16ရက်နေ့မှာကျွန်းသာယာကျေးရွာကနေဆက်လီ2စီးနဲ့ချင်းနဲ့မီးသွဲတင်ဖို့သွားတဲ့အချိန်အမြို့နယ်ရွှေကျွန်းကြီးအနာကြောက်ရှရနာထားတဲ့စစ်တပ်ရဲ့နေပြည်တော်စီကဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ဒေသခံတွေကနရီစီယာကိုပြောပါတယ်။ရေပုံဒေသခံမျိုးသားတယောက်ကအမြို့နယ်ကျွန်းကြီးနားမှာဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ပြောပါတယ်။ဖမ်းဆီးခံရသူတွေနဲ့ဒီကနေ့မေလ19ရက်နေ့အထိအဆက်အသွယ်မရသေးသလိုဘယ်နေရာမှာရှုံ့နှောင်ထားတဲ့ဆိုတာကိုလည်းမသိရသေးတဲ့အတွက်မိသားစုတွေအရန်ကိုစိုးရိမ်နေကြတယ်လို့သိရပါတယ်။စစ်အုပ်စုဟာရခိုင်မှာမြို့သိမ်းတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကစတင်ပြီးတော့ရခိုင်ကရေလုံသားတွေနဲ့ဒေသခံတွေကိုပင်လယ်ပြင်အတွင်းသွာလာလှုပ်ရှားခွင့်တွေတင်းတင်းကျပ်ကျပ်ပိတ်ပင်ထားခဲ့ပါတယ်။မိသားစုစားဝတ်နေရဲ့အတွက်အရေးစွန့်ပြီးငါးလာဖမ်းတဲ့ငါးဖမ်းဆက်လီတွေနဲ့ကုန်ပစ္စည်းတွေတွားရောက်တည်ဆောင်ကြတဲ့ဆက်လီတွေကိုလည်းနေပြည်ကမကြာခဏတနက်တွေနဲ့ပြစ်ခတ်တာဖမ်းဆီးရာတွေကိုပြုလုပ်နေတာပါဖမ်းဆီးခံရသူတွေအထက်ကတချို့ကိုငွေညှစ်ပြီးပြန်လွှတ်ပေးတာတွေရှိသလိုဖမ်းဆီးခံရပြီးတဲ့နောက်ပျောက်ဆုံးသွားတဲ့ငါးဖမ်းသမားတွေလည်းရှိနေပါတယ်ရှင်ရခိုင်ပြည်မြေပုံမြို့နယ်မှာပဲမေလ18ရက်နေ့မှာစစ်ကြံမြေမြုံမိုင်းတစ်ခုပောက်ကွဲလို့ဒေသခံတယောက်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားတယ်လို့သိရပါတယ်အဲ့ဒီလူကတော့မြေပုံမြို့နယ်မောင်ရှောင်းရွာကဦးမောင်ဝင်းလှိုင်အသက်40ဖြစ်ပါတယ်။ဦးမောင်ဝင်းလှိုင်ဟာမနေ့ကမေလ18ရက်နေ့ညနေ3နာရီခွဲလောက်ကရောရှောင်းတဲ့နားကိုဝါခုတ်ဖို့သွားစဉ်အရင်အာနာသိန်းစစ်တပ်ကထောင်ထားခဲ့တဲ့မြေမြုံမိုင်းတစ်လုံးကိုနီးမီယာကပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့တာပါ။အဲ့ဒီမြေမြုံမိုင်းပောက်ကွဲခဲ့တဲ့နေရာဟာအရင်အာနာသိန်းစစ်တပ်ကတက်ဆွဲထားခဲ့တဲ့နေရာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။အခုလိုမိုင်းပေါက်ကွဲမှုတွေကြောင့်ဦးမောင်ဝင်းလှိုင်ရဲ့ညာဘက်ခြေထောက်ချင်းမျက်စိအောက်ကနေလုံးဝပြတ်ထွက်သွားခဲ့ရပြီးညာဖက်မျက်လုံးတစ်ဖက်ဟာလည်းမိုင်းစာထိမှန်ပျက်စီးသွားခဲ့ရတယ်လို့ခန္ဓာကိုယ်အနှံ့မှာဒဏ်ရာတွေအပြင်းထန်ရရှိသွားခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာဦးမောင်ဝင်းလှိုင်ကိုအရေးပေါ်ဆေးရုံတင်ထားရတယ်လို့သိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြည်တွင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့စကိုင်းတိုင်းစိုင်ပြင်းမြို့ရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဒီပင်းမြို့နယ်စိုင်ပြင်းမြို့နယ်ရဲစခန်းကိုအမှတ်1ရွှေဘိုခရိုင်စစ်ဌာနလက်အောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က
မေလ16ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ဒီတိုက်ပွဲအတွင်းအာနာသိန်းစစ်အုပ်စုဘက်က17ယောက်သေဆုံးခဲ့ရပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိခဲ့တယ်လို့အမှတ်1ရွှေဘိုခရိုင်စစ်ဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စိုင်းပြင်းမြို့နယ်ရဲစခန်းကို PDF စစ်သည်အင်အား60လောက်နဲ့မေလ14ရက်နေ့ကလက်အုပ်မှုရယူတိုက်ခိုက်ခဲ့ပြီး16ရက်နေ့မနက်9:10မိနစ်အချိန်မှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။စခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မှာမြန်မာစစ်တပ်အထိုင်ချတပ်ဆွဲခဲ့တဲ့စစ်တပ်အဆောက်အဦတွေနဲ့ခန်းစစ်မိုင်းတွေကိုအပိပိုင်ရှင်းလင်းဖျက်ဆီးခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့တွေအောင်မြင်စွာပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီတိုက်ပွဲမှာစခန်းမူဒူရဲအုပ်ဝင်းစာနီအောင်ဟာသူ့ရဲ့ကွက်ကဲမှုအောက်မှာကြာဆုံးတရားရရှိသွားတဲ့တပ်ဖွဲ့ဝင်တွေနဲ့9နှစ်အရွယ်ကလေးငယ်တယောက်ပါဝင်တဲ့မိသားစုဝင်တွေကိုတာဝန်မေ့စွာရှန်ထားခဲ့ပြီးကိုလယုံထွက်ပြေးသွားတယ်လို့လည်းဆိုထားပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ Israel ရဲ့တိုက်ခိုက်မှုတိကျဖြစ်ရဲ့နှစ်ခုအတွင်းမှာသမီးဖြစ်သူတွေအပါအဝင် Hamas တပ်ဖွဲ့ခေါင်းဆောင်နဲ့လက်ဘနွန်မှာ Islamic Jihad တပ်မှူးတယောက်တို့တည်ဆုံသွားတယ်လို့သိရပါတယ်။လက်ဘနွန်အရှေ့ပိုင်းမှာရှိတဲ့တိုက်ခန်းတစ်ခုကို Israel ကဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် Islamic Jihad တပ်မှူးတယောက်နဲ့သူ့ရဲ့အသက်18နှစ်အရွယ်သမီးဖြစ်သူတို့တည်ဆုံသွားခဲ့တယ်လို့မေလ18ရက်နေ့ကလက်ဘနွန်နိုင်ငံပိုင်မီဒီယာတွေရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီး AFP မှာသတင်းဖော်ပြပါတယ်။နောက်ထပ် Israel ရဲ့ဂါဇာကိုလွန်ခဲ့တဲ့မေလ15ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုအတွင်း Hamas လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ဟာဒက်သေဆုံးသွားခဲ့တာဖြစ်ပြီးသူ့ရဲ့ဇနီးသမီးဖြစ်သူတို့နဲ့အတူသေဆုံးသွားခဲ့တယ်လို့နောက်ပိုင်းမှာ Hamas အဖွဲ့ကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။သူ့ကိုတိုက်ခိုက်ရေးစစ်စင်ရေးတွေကိုဦးဆောင်ညွှန်ကြားရမှာအဓိကကျသူအဖြစ်ဖော်ပြထားပြီး X-ray ဟာစီရေးအရာမအောင်မြင်ခဲ့တာတွေကိုလောက်ကျန်တပ်ဖြတ်မှုတွေကနေတဆင့်နိုင်ငံရေးအရာအောင်မြင်မှုရရှိဖို့အတွက်ကြိုးပမ်းနေတယ်လို့လည်းဆွဆွဲခဲ့ပါတယ်။အလားတူ American နဲ့ Nigeria တပ်ဖွဲ့တွေရဲ့စစ်စင်ရေးအတွင်းကမ္ဘာလုံးဆိုင်ရာ IS အဖွဲ့ရဲ့ဒုတိယခေါင်းဆောင်ဖြစ်သူအဘူဗီလာအယ်မီနူကီတည်ဆုံသွားခဲ့တယ်လို့သိရပါတယ်။ Nigeria သမ္မတဘိုလာအာမတ်တီနူဘူကတော့ IS ဒုတိယခေါင်းဆောင်သေဆုံးမှုဟာအကြမ်းဖက်မှုတိုက်ဖျက်ရေးမှာထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုအတွက်အဓိကသာဓကတစ်ခုဖြစ်တယ်လို့လည်းစနေနေ့မှာပြောကြားခဲ့ပါတယ်ရှင်။နရီစီယာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါ